ဒီလင်းကိုနှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ပတ်စံတွေပါသွားနိုင်ပါတယ်ကိုမနှိပ်ခင်မှာကို့ကိုကြိုတင်ပြီးတော့မှ WhatsApp ကအတိပေးနိုင်တော့မယ်ဆိုတာကိုသိပြီလားအခုနောက်ပိုင်း second message တွေကကြီးလိုက်တာနဲ့ second message မှာတန်းပြီးမသိနိုင်တော့ပါဘူးလောက်ပေးမယ် investment လုပ်ရင်အများရမယ်ဒီရင်စုမဲပေါက်တယ်ကိုနဲ့သိတဲ့လူတယောက်လိုမျိုးဟန်ဆောင်ပြီးတော့မှပတ်စံတောင်းတဲ့စိတ်ကြီးပါရောက်လာပါပြီဒါကြောင့်မို့ WhatsApp ကနေပြီးတော့မှ second alert ဆိုတဲ့ feature အသစ်ကိုစတင်နေပါတယ်ကိုနဲ့မသိတဲ့ကိုတက်မရှိတဲ့လူတွေစီကနေပြီးတော့မှစာတွေဝင်လာလို့ရှိရင်အဲ့ဒီစာက second ဖြစ်နိုင်လား second button ဖြစ်နိုင်လားမဖြစ်နိုင်လားကိုဒီဖုန်းရဲ့ machine learning model ကနေပြီးတော့မှစစ်ဆေးမယ်စစ်ဆေးပြီးလို့ရှိရင် second ဖြစ်နိုင်တယ်ဆိုလို့ရှိရင်ဒါ second ဖြစ်နိုင်ကြောင်းကိုသူက warning ပေးတဲ့ notice တက်အောင်ကျွန်တော်တို့ဒါစမ်းသပ်နေတယ်ဆိုတော့သတင်းလေးထွက်လာပါတယ်ဒီနေရာမှာစဉ်းစားကြရတဲ့သူက AI က message တွေကိုစစ်နေတယ်စာရေးဖတ်နေတယ်ဆိုတော့ WhatsApp ကကိုယ့်ရဲ့စာတွေကိုဖတ်နေတာဒီအချက်ကစိတ်ဝင်စားကြရန်ကောင်းပါတယ် message ထုတ်ခြင်းလိုမျိုးဒီ second detection ကကျွန်တော်တို့ဒီ message ကိုကျွန်တော် server အပြင်ဘက်ကိုပို့ပြီးတော့မှဆက်တာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့ဖုန်းထဲမှာပဲဒီ AI ကနေဒီတော့မှဒါ on device learning machine အနေနဲ့ပဲကျွန်တော်တို့ကစစ်တာဖြစ်ပါတယ်နော်ကိုယ်စာပါကိုယ့်ရဲ့စာတွေကိုဒီအပြင်ဘက် server စီကိုအပြင်ထုတ်ပြီးတော့မှစစ်တာမျိုးမဟုတ်ပါဘူးအဲ့ဒီတော့ကျွန်တော်တို့ကအနေနဲ့ညာတော့ဒါစိတ်ချရတယ်လို့ပြောကြတယ်ဒီဝိုင်ရောမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသူကစစ်ပြီးတော့ second ဖြစ်နိုင်တယ်လို့စတရားရှိရဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ second ဖြစ်နိုင်ကြောင်းသူကပို့လာအဲ့ချိန်မှာကျွန်တော်တို့ကဒီ conversation ကိုကျွန်တော်တို့ကဆက်ပြီးတော့မှဆက်ပြောမလားဒါမှမဟုတ်ဘလော့မလားပြခါကျဒါမှမဟုတ် report လုပ်မလားပေါ့နော်အဲ့လို option မျိုးကိုသူကဒါလုပ်ဖို့ကြောင့်ကျွန်တော်တို့စမ်းသပ်နေတဲ့နေတာတစ်ခုဖြစ်ပါတယ်နော်ဒီ feature ရှိတယ်ဆိုတိုင်းလည်းလုံးဝ safe ဖြစ်ပြီဆိုပြီးတော့မှလည်းတတ်မှတ်လို့မရပါဘူးတခါတလေမှဒီ feature နဲ့သူက auto save ပြီးတော့မှ second ဖြစ်နိုင်ကြောင်းမပြတာတခုလည်းနဲ့သူကလုံးဝ safe ဖြစ်တယ် 100% cover နိုင်မယ်လို့တတ်မှတ်လို့မရပါဘူးအဲ့တော့ message တို့အနေနဲ့ကိုယ်နဲ့မသိဘဲနဲ့ငွေလဲခိုင်းတာတွေ OTP ပင်ကုတ်တောင်းတာတွေပြီးတော့ link တွေဝင်ခိုင်းတာမျိုးတွေဆိုလို့ရှိရင်ကိုကငွေမလွှဲခင်ကို link မနှိပ်ခင်မှာအတိမပြုတ်ခင်မှာတေချာစဉ်းစားပြီးတော့မှဆုံးဖြတ်ပါအခုဒီ WhatsApp ကနေပြီးတော့မှထုတ်ပြန်ထားတဲ့ဒီ second alert feature လေးကတော့ data version အနေနဲ့ဆက်သက်နေတယ်ဖြစ်ပါတယ်ကို WhatsApp ခေါက်မှာရလာတဲ့တနေ့ကျရင်ဘယ်လိုသုံးပြရမလဲကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် video လေးကိုစေပြီးတော့ဒီလိုမျိုးပေါ်မှာ share ထားနိုင်ပါတယ်